ဆုံး podcast လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့ရဲ့ podcast လေးကနေမှစိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်လေးတစ်ခုကိုတင်ဆက်ပေးတော့မှာပါ။အားလုံးအနေနဲ့တခြား podcast တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် debate နဲ့ပတ်သက်တာတွေမှာdebate ဆိုတာဘာလဲ debate ကိုနေ့စဉ်ဘဝမှာဘယ်လိုအသုံးချလဲ debate ကိုဘယ်လိုကောင်းကောင်းအသုံးချကြမလဲဒါမျိုး podcast တွေဒါမျိုး soundbar တွေ articles တွေအများကြီးတွေ့ဘူးမယ်ဖတ်ဘူးမယ်ကြည့်ဘူးမယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျမတို့ຫນွေဦးအသင်းအနေနဲ့ကဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ topic တွေတစ်ခုကိုယူလာပါတယ်။ debate ကကောင်းကျိုးတွေအများများတယ်ဆိုရင်ဆိုးကျိုးတွေရောရှိတာဆိုးကျိုးတွေကဘာတွေဖြစ်နိုင်မလဲဒါတွေအကုန်လုံးကိုကျမတို့ရဲ့ဒီနေ့ຫນွေဦးရဲ့ podcast လေးမှာဆွေးနွေးတောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျမကတော့ဒီနေ့ຫນွေဦး podcast ရဲ့ MC Raven ပဲဖြစ်ပါတယ်ရှင်။ဒီနေ့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ຫນွေဦးအသင်းသားတွေလည်းဧည့်သည်တော်အဖြစ်ဒီမှာလာရောက်ဆွေးနွေးပြီးပါဝင်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့ຫນွေဦးဖွဲ့တွေမှာဆိုဒီနေ့ဆွေးနွေးပေးသွားမယ်မဂျက်စီကာမဗယ်လီယာမဂျူလီနဲ့ကိုဂျင်မီတို့ပါဝင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ຫນွေဦး podcast လေးရဲ့ပထမအဆုံးမေးခွန်းကိုစလိုက်ကြရအောင်ပါ။ debate လုပ်တယ်နဲ့ကျွန်တော်တို့တွေ debate ပြိုင်ပွဲတွေပြိုင်ကြတယ်။ငင်းခုန်ကြတယ်ဆွေးနွေးကြတယ်။ဒါဆိုရင်ဒီလိုမျိုး debate လုပ်နေတဲ့အချိန်မှာကျွန်တော်တို့တွေကတကယ်ပဲအမှန်တရားကိုရှာဖွေနေရလား။ဒါမှမဟုတ်မသိလိုက်မသိပါသားနဲ့တစ်ဖက်သူကိုအနာယူမယ်ဆိုတဲ့စိတ်ကူးနဲ့ပဲအနာယူဖို့စူးစမ်းနေရလား။ဒါတွေကနောက်ပိုင်းမှာဒုရဖြစ်စရာတွေဖြစ်လာပါတယ်။ဒါဆိုရင်တော့ဒီမေးခွန်းရဲ့နဲ့ပတ်သက်ပြီးတော့အမြင်လေးကိုဆွေးနွေးပေးဖို့အတွက်ကျွန်တော်တို့ရဲ့ပထမဦးဆုံးဧည့်သည်တော်ဖြစ်တဲ့မဂျက်စီကာဟန်ကိုဖိတ်ခေါ်ချင်ပါတယ်။မဂျက်စီကာတစ်ချက်လောက်ဆွေးနွေးပေးပါဦးခင်ဗျ။ ဟုတ်ကဲ့ပါ Raven အမကိုဖိတ်ခေါ်ပေးတဲ့အတွက်ကြောင့်လို့ကျေးဇူးတင်တယ်ပေါ့နော်။ Okay မိခွန်းလေးကအရင်ကောင်းတယ်စပြီးတော့ဖွင့်တဲ့အခါမှာ debate ရဲ့အနိုင်ရှုံးပေါ့နော်။ဆိုတော့ debate ကနိုင်ဖို့အရေးကြီးရလားလို့အမတို့ကိုမေးတဲ့အခါမှာdebate ရဲ့သဘောတရား debate ရဲ့ definition ကိုအမတို့ကအပြည့်အစုံသိဖို့လိုအပ်တာပေါ့နော်မြန်မာလိုပြန်နေဆိုရင်တော့မြန်မာနိုင်ငံမှာတော့ debate ကိုအလွယ်အနေနဲ့စကားရည်လူပဲလို့ပြောကြလေးရှိတယ်ဒါပေမဲ့အဲ့ဒါကအတိတ်ပဲအနေနဲ့ပြောရလို့ရှိရင်အလုံးစုံခြုံမိနေတာမဟုတ်ဘူးနည်းနည်းတချို့ဟာလေးတွေကလိုအပ်နေရလို့ထင်တယ်ပေါ့နော်အဲ့တော့ debate ရဲ့တကယ်နာမည်အပြည့်အစုံသည်အမတို့ကဒီတွေးခေါ်မျှော်မြင်ပြောဆိုမှုအမှုပညာလို့ဒါပြောလို့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ debate ကသူ့ရဲ့မှာဒီမြန်မာလိုအနက်ကလေးရကိုလေနားထောင်လိုက်တာနဲ့အထိပ္ပယ်ရှိနေတာမျိုးပေါ့နော်တွေးခေါ်ပြီးတော့မှပြောတယ်ကိုယ့်ရဲ့မှာအမြင်တွေကိုဒါတခြားလူတွေနဲ့ sharing လုပ်တယ်ဆိုတဲ့အရာမျိုးလေးဖြစ်တယ်ပေါ့လေဆိုတော့ဒီဥစ္စာကအစပထမဖြစ်တယ် debate ရဲ့မှာ definition အစမှာဆိုရင်ဆိုတဲ့အခါကျတော့အမတို့က debate ပြိုင်နေဆိုကြတဲ့ကတော့ဒါအနိုင်ရှုံးဆိုတဲ့ဟာတွေကပြိုင်ပွဲလို့တကောင်းစင်တက်ခရဲရှိတော့ရှိလေရှိတယ်သို့တော်ညာလဲdebate ဒီအနိုင်ရှုံးကို focus လုပ်တဲ့အရာတော့ focus လုပ်တဲ့အရာတော့မဟုတ်ဘူးပေါ့နော် debate ရဲ့သဘောတရားကအမြင်တွေမှာဒါတယောက်နဲ့တယောက်မတူကြဘူးတစ်ဖက်နဲ့တစ်ဖက်မတူကြဘူးကိုယ့်အမြင်သူ့အမြင်မှာဘယ်အမြင်ကတော့ဖြစ်ဘယ်ရှုထောင့်ကကြည့်လို့ရှင်ပို့ပြီးတော့ပြည့်စုံတယ်ဆိုတဲ့အရာကိုဒါအမတို့ကဒီမိနစ်လေးအတွင်းမှာဝင်အောင်လို့ဒါပြောရတာပေါ့နော်ပြောဆိုမှုလူပညာတွေလည်းလိုအပ်တယ်ဒါမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်သည်ရှုံးသည်ဆိုတာထက်စာရင်ကိုပြောနေတဲ့ speech ကိုပြောနေတဲ့ဒီစကားတွေရဲ့မှာဒီအတွေးခေါ်တွေရဲ့မှာနတ်အဓိပ္ပာယ်ကပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်နိုင်သည်ဖြစ်ဖြစ်ရှုံးသည်ဖြစ်ဖြစ် debate ဆိုကြတဲ့ကကိုဒါအဓိပ္ပာယ်ရှိနေပြီပေါ့နော်နိုင်ရင်တော့ကောင်းတယ်သို့တော်ညာမနိုင်လည်းဘာမှမဖြစ်ဘူးကိုပြိုင်နေရပဲဖြစ်ဖြစ်ကြည်တာပဲဖြစ်ဖြစ်ဒါ debate လုပ်တယ်ဆိုကြတဲ့ဒါကိုနဲ့မတူတဲ့အမြင်တွေအမတို့ outsider အတွေးခေါ်တွေအများကြီးတွေ့နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အမpersonally အမြင်အရပြောရင် debate မှာကအနိုင်ရှုံးဆိုတာတော့အရေးမကြီးပါဘူးဒါပေမဲ့လည်းပြိုင်ပွဲဆိုတဲ့အတွက်ကြောင့်မို့လို့အနိုင်ရှုံးဆိုတဲ့ဟာလေးပါသည့်အခါကျမှပဲဒါပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတာပေါ့နော်အဲ့လိုလေးတော့မြင်ပါတယ် Raven ကြီးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဆွေးနွေးပေးသွားတဲ့မဂျက်စီကာကိုလည်းကျွန်တော်ကနေမှအရင်ကျေးဇူးတင်ပါတယ်တကယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ရဲ့ဒီအနိုင်ရှုံးဆိုတဲ့ဟာကြီးကတကယ်ပဲအရေးကြီးသလားဆိုတဲ့အရာနဲ့ဒီအတွေးအမြင်တွေနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ပို့ပြီးတော့လေးနက်တဲ့အကြောင်းလေးပြီးတော့ဒီဘက်ရဲ့တကယ်အနှစ်သာရနဲ့ပုံစံဒီလိုအချိန်တူတူတွင်းမှာဆွေးနွေးပေးသွားခဲ့မဂျက်စီကာကိုတကယ်ပဲကျေးဇူးတင်ပါတယ်မဂျက်စီကာပြောတဲ့စကားတွေလည်းတကယ်မှန်တယ်ပေါ့နော်ဒါဆိုရှင်ကျွန်တော်တို့ဒီ topic လေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဆွေးနွေးပေးမယ့်ဧည့်သည်တို့တယောက်ကိုမဂျက်စီကာအနေနဲ့ကျွန်တော်တို့ဆက်ခေါ်ပေးသွားလို့ရမလားခင်ဗျအာရတာပေါ့အမကမဗယ်လီယာကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်မသူ့အမြင်လေးသိချင်တယ်ပေါ့နော်ပြောပါဦးမဗယ်လီယာကြီးဟုတ်ကဲ့ပါဆိုတော့ကျမအနေနဲ့ဒီမိကိုဖြေရမယ်ဆိုရင်တော့ဒါအမှန်တရားရှာနေရလားအနိုင်ယူခြင်းများလားပေါ့နော်ရှေ့ကနေပြောလဲ matches ကdebate definition နဲ့ဖွင့်သွားတဲ့ debate ဆိုတာဒါ
တွေးခေါ်မျှဝေပြောဆိုအမှုပညာပေါ့နော်အရင်ကဒါလှပတဲ့စကားလုံးလေးပေါ့နော်ဆိုတော့ဒီညမှာကျမရဲ့ perspective ကဘာကိုပြောချင်လဲဆိုရင်ဒီ debate မှာကျမတို့ပြိုင်တဲ့အခါမှာဆိုပြိုင်တဲ့ပုံစံ2မျိုးရှိရပေါ့နော်ကျမတို့အကြောင်းမှာပြိုင်နေတာ formal debate debate competition လို့မျိုးရှိမယ်ပြီးသွားရင်ကျမတို့တွေတကယ်ကိုအရေးကြီးတဲ့ဒါ presidential debate တို့ policy debate တို့ရှိရမယ်ပေါ့နော်ဒီမျိုးကြောင်းတာပြိုင်တဲ့ debate လိုမျိုးနေရာမှာဆိုရင်တော့ကျမတို့တွေပြောရမယ်ဆိုရင်တော့နိုင်ဖို့တက်ပဲလို့ပဲကျမတို့ main goal ဖြစ်သွားပြီးတော့စဉ်းစားရင်းနဲ့ပဲပြိုင်တက်ကြရပေါ့နော်ဒါပေမဲ့တကယ်အရေးကြီးတဲ့ debate type တွေမှာဆိုရင်ကျမတို့အမှန်တရားကိုရှာဖို့အတွက်ပြိုင်ကြရဲဒါကလေသူတို့ရဲ့ fiction statement ပေါ့နော်ဆိုတော့ကျမပြောချင်တာကဒီလိုမျိုးကြောင်းပွဲတွေမှာဆိုရင်လည်းဒီလို competition တွေမှာဆိုရင်လည်းကျမတို့ debate ကိုပေါ့နော် landing လုပ်ရင်လည်းပြိုင်တင်နေဆိုတော့အရန်မဲ့ကိုကနိုင်ကျင်စိတ်တွေညားပြီးတော့တစ်ခါပြောတဲ့ argument တွေကိုနားမထောင်ပဲစွတ်ပြီးတော့အထက်လုပ်ရင်ပြိုင်တော့ကျမတို့ landing ဆိုတဲ့ process ကိုကျမတို့ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျမကဘာကိုပြောချင်လဲဆိုရင် debate ပြိုင်နေနေကျမတို့ sharing လုပ်မယ် landing လုပ်မယ်အဲ့ topic ကိုအဲ့ motion ကို understanding လုပ်ပြီးတော့ပြိုင်ရမယ်ပေါ့နော်ဆိုတော့ကျမရဲ့အမြင်ရဆိုရင်တော့ဒါကျမတို့အနိုင်ယူခြင်းတို့အမှတ်တရားရှာခြင်းတို့ဆိုတာထက်ကျမတို့ landing လုပ်ရင်းနဲ့ပဲ debate ကိုသွားကြမယ်ဆိုပြီးတော့ကျမကတော့ debate တာတိုင်းအတွက်ဒါနှလုံးသွင်းစေခြင်းနဲ့ပေါ့နော်ဟုတ်ကဲ့ပါမာဖယ်လီယာရဲ့အမြင်ကလည်းတကယ်ကိုတမူထူးကြတဲ့အမြင်ပဲပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုရင်ပေါ့နော်နိုင်ကျင်စိုးရိမ်နေသူများရဲ့ argument ကိုဇွတ်တင်ရင်ကိုဟာတွေကိုဇွတ်တင်ဒါတွေနဲ့တဖြည်းဖြည်းနဲ့ဒီဖေးရဲ့အနှစ်သာရအစစ်ပြတ်ကွယ်လာရလို့ကျွန်တော်လည်းတစ်ခါလေခံစားမိရပွဲရှိရနိုင်ကျင်စိုးတွေကပဲရှေ့များနေရပေါ့နော်တကယ်တော့ဟုတ်တယ်မာဖယ်လီယာပြောလို့ကျွန်တော်တို့လေးလာရမယ်တင်ယူရမယ်ပုံမကောင်းမွန်တဲ့စီကိုတလန်းချင်းစီရှေ့တိုးသွားအောင်မှာပဲဖြစ်တယ်ပေါ့နော်ဟုတ်ပါမာဖယ်လီယာပြောတဲ့ဟာလေမဖက်လီယာကျွန်တော်တို့ရဲ့အီမီဆန်ပဲဖြစ်ရပဲကျွန်တော်တို့ရဲ့နောက် question ကိုတော့ကြိုသိနေလို့ကျွန်တော်ခံစားလိုက်ရတယ်မဖက်လီယာပြောသွားတဲ့အချက်ပေါ့နော်ဒီဘိတ်ပြိုင်ပွဲကိုပြိုင်တဲ့အခါမှာနောက်ပိုင်းမှာလူတွေကနိုင်ကျင်စောတွေနဲ့သူများရဲ့ argument တွေကိုလည်းဇွန်ညင်းပြီးတော့အဲ့လိုတွေပြိုင်လာတာပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ဒီနေ့ရဲ့ topic podcast လေးထဲမှာလည်းအဲ့အကြောင်းကိုထပ်ပြီးတော့ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့နောက်ထပ်မေးခွန်းတစ်ခုလို့ပြောလို့ရှိရင်ကိုမှန်ပါတယ်ဟုတ်ကဲ့ဒီမေးခွန်းလေးကတော့ခုနကမာဖယ်လီယာပြောသွားသလိုမျိုးပဲပေါ့နော်ကိုရီအနေနဲ့ဒီဘိတ်ပြိုင်ရင်းနဲ့ပေါ့နော်အခြေတင်တွေပြောကြပြီး argument တွေအပြိုင်ဆိုင်တွေတင်ကြတဲ့အခါမှာတစ်ဖက်အမြင်ကိုကိုကလက်ခံလို့မရတော့ဘူးပေါ့နော်သူ့ဟာကြီးကမှားနေရဆိုအတွေ့အကြုံခေါင်းထဲမှာဝင်လာပြီဆိုလို့ရှိရင်မှားယွင်းနေတာသူတို့ရဲ့အမြင်ကြီးလားသူတို့ရဲ့အမြင်ကြီးကတကယ်ပဲမှားယွင်းနေသလားဒါမှမဟုတ်ကျွန်တော်တို့ကပဲဒီဘိတ်ပြိုင်ရင်းနဲ့နိုင်ကျင်စောတွေများပြီးတော့အမြင်တွေအကုန်လုံးလက်မခံနိုင်တော့တာလားဒီမေကွန်းကြီးကလည်းကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒီဘိတ်ဆိုတာတကယ်တော့စိတ်ရဲ့အမြင်တွေအကုန်ဖွင့် solution တွေကိုရှာ arguments တွေတင်ပြီးတော့ဆွေးနွေးဖလှယ်ရမယ့်အရာတကူဒါပေမဲ့အနာယူရင်းနဲ့သူများရဲ့အမြင်တွေကိုလက်မခံခြင်းဖြစ်လာတယ်ဒါကြီးကကြောက်ဖို့ကောင်းတဲ့အရာဖြစ်တယ်အဲဒါကြောင့်မလို့ဒီနေ့ရဲ့ focus လေးမှာကျွန်တော်တို့အနေနဲ့ဒီဧည့်သည်တော်တွေကိုဒီဟာနဲ့ပတ်သက်ပြီးအမြင်တွေမေးချင်တာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကပဲဒီမေးခွန်းကိုဖြည့်ပေးမယ်နောက်ထပ်ဧည့်သည်တော်တွေကိုဖိတ်ခေါ်ပြရစေဟုတ်ကဲ့ဒီမေးခွန်းအတွက်ကိုတော့ကျွန်တော်တို့ရဲ့မဂျူလီယာကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့မဂျူလီအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမေးခွန်းလေးကိုကျွန်တော်တို့အမြင်လေး sharing လုပ်ပေးပါအောင်ခင်ဗျဖိတ်ခေါ်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်တယ်ပေါ့နော်ဒီဘိတ်ကအတွေးအခေါ်တွေကိုဖလှယ်ရတဲ့အရာပေါ့နော်ကိုပြောချင်တာပဲမဟုတ်ဘဲနဲ့တစ်ဖက်လူရဲ့ပြောတဲ့ဟာတွေသူတို့ရဲ့knowledge တွေသူတို့ share ပေးတဲ့ဟာတွေလည်းကိုကလက်သင့်ခံပြီးတော့နားထောင်ပေးရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုကဘလို့ဖြစ်သွားမလဲဆိုတော့ဒီ debate competition ပဲဖြစ်ဖြစ်စကားဝိုင်းတစ်ခုပဲဖြစ်ပေါ့ဘယ်လိုရမလဲကိုကမှန်ရှိမှပြောနေသလိုဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကြောင့်မို့ကိုပြောနေတဲ့စကားကဒါဆိုတစ်ဖက်လူရဲ့စကားကိုနားမထောင်ကြဘူးကိုပဲပြောနေရစတိုက်ပြောနေတဲ့ခါကြလို့ရှင်ဘာကြီးဖြစ်နေလဲဆိုတော့သူတို့ဘာပြောနေလဲဆိုတော့နားမလည်နိုင်တော့တဲ့အချိန်ကြီးရှိရပေါ့နော်အဲ့ခါကြလို့ရှင်ကိုကသူများအမြင်ကမှန်တာမဟုတ်ပဲနဲ့ဒါကိုကသူများပြောတဲ့ဟာကိုနားမထောင်ချင်တော့တာလက်မခံတာအဲ့လိုမျိုးအမြင်မမြင်နိုင်ကြအောင်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်မို့သူတို့မားနေရထင်တဲ့အချိန်မှာတော့ကျမတို့ကကိုယ်စိတ်ကိုပိတ်ထားသလိုမျိုးဖြစ်နေတတ်တယ်ပေါ့အဲ့ဒါကြောင့်မို့ပြဿနာကအမြင်တွေမှာမဟုတ်ဘဲနဲ့အဲ့ဒီအမြင်တွေကိုလက်ခံတတ်ဖို့ကျမတို့စိတ်ထားတတ်ဖို့လည်းလိုတယ်ပေါ့နော်အဲ့ဒါလိုမျိုးမြင်နေပါရှင်ဟုတ်ပါတကယ်ကိုမဂျူလီပြောသွားတာတကယ်အမှန်ပဲပေါ့နော်ကျွန်တော်တို့တစ်ခါလေးမှာနိုင်ကျင်သောများပြီစိတ်ကိုပိတ်ပလိုက်တာပေါ့နော်တကယ်တော့ကျွန်တော်တို့ debate ပြိုင်တဲ့အခါမှာလုံးဝ open minded ပေါ့နော်စိတ်ကိုလွတ်ချပြီးတော့အမြင်အားလုံးကိုလက်ခံပြီးတော့ရှင်းပြိုင်တင်တာပေါ့နော်ဟုတ်ကဲ့အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်မဂျူလီကိုလည်းကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမေးခွန်းလေးအတွက်နောက်ထပ်ရှုထောင့်အမြင်အသစ်ကနေရအောင်ကျွန်တော်တို့ရဲ့နောက်ဆုံးဧည့်သည်တော်ဖြစ်တဲ့ကိုကျင်မီကိုဖိတ်ခေါ်ချင်ပါတယ်ကိုကျင်မီအနေနဲ့ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်လေးတွေကိုဆွေးနွေးပေးပါအောင်ခင်ဗျ
ဟုတ်ကျေးဇူးပါကျွန်တော်ဖိတ်ပေးရတော့ပေါ့နော်နောက်ဆုံးပဲအဲ့လေးနေရပေါ့နော်အကုန်လုံးပြောရမယ်ဆိုရင်ကျွန်တော်တို့ကတပိတ်ပြိုင်နေဆိုရတဲ့ဟာကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပေါ့နော်မသိနားမလဲသေးတဲ့အပိုင်းတွေကိုလောရတယ်ဆိုတော့ဒီမျိုးကိုနိုင်ခြင်းစောများပြီးတော့ဒီမျိုးလုပ်တယ်ဆိုတာဒါတာမန်ပဲပေါ့ကျွန်တော်တို့ရဲ့လူရဲ့သဘာဝတုံ့ပြန်မှုပဲပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုးဟာကိုအမှန်တရားကိုရှာဖွေဖို့အတွက်ဆိုပြီးတော့ကိုပေါ့နော်မတိသေးတဲ့ဟာဆိုရင်တို့ဖြစ်တတ်တယ်ပြီးမှခါမှဆိုကျွန်တော်တို့ကဘယ်လိုမျိုးလောက်ကမလဲဆိုပြီးတော့ကျွန်တော်မပြောချင်ဘူးဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့အတွေ့အကြုံနဲ့ပေါ့နော်ကျွန်တော်တို့ကလေ့လာတင်ကြားရင်းနဲ့ပေါ့နော်ဖြစ်သွားတယ်ဆိုဟာမျိုးကျွန်တော်တို့ကဒီလိုမျိုးဟာကိုယ်တိုင်နဲ့တင်ကြားလို့မရဘူးသူများနဲ့တင်ပြီးလို့မရဘူးဒါပေမဲ့ကျွန်တော်တို့လုပ်ပြီးလို့ရတဲ့အရာဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အတွေ့အကြုံတွေကိုမျှဝေပြီးတယ်ဆိုတာနဲ့ထုံနေရရတယ်ဆိုပေါ့နော်လုံးမလို့ရတယ်ရှေ့မှာဆိုရင်ပေါ့နော်မက်ချူရီကလည်းအများကြီးပေါ့နော်ဥမာပြောသွားတယ်သူကိုယ်တိုင်ဆိုဘယ်လိုမျိုးကြုံတွေ့ခဲ့ရတယ်တပိတ်ပြန်ပွဲမှာဆိုရင်တော့ဘယ်လိုမျိုးဖြစ်နိုင်နေတဲ့ဟာပြောတာအရန်ကောင်းတယ်အဲ့လိုခါမှာဆိုရင်ကျွန်တော်တို့ကဟိုဒီမျိုးဟာကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုပထမဆုံးတွေးကြည့်ဖို့လိုပါတယ်ဥပမာဆိုကိုနဲ့အမြင်မတူတဲ့သူကိုကျွန်တော်ကကိုနဲ့ရန်သူလို့မဟုတ်ပဲနဲ့ကိုမသိသေးအောင်လားရှင်းပြတာပဲဆိုပြီးတော့ညီဆုံးကိုယ့်ရဲ့စိတ်ကိုပေါ့နော်ဖွင့်ထားပြီးတော့ကိုယ့်ရဲ့မှားနေတဲ့အောင်ထောက်ပြရအောင်အရင်ဆုံးလက်ခံမှုလိုပါတယ်ဒီခါမှာဒါကျွန်တော်ရဲ့ကိုယ့်ရဲ့ argument တွေကိုကိုယ်တိုင်ဒီလိုမျိုးဘယ်လိုပြန်တိဆောက်မလဲဆိုတော့တွေ့ရှိမှဖြစ်တဲ့အတွက်အများကြီးတော့ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုပိတ်ထားမှာပဲနဲ့တကားပေါက်လေးတစ်ခုလောက်စာလေးပဲဖွင့်ထားဖို့ကျွန်တော်ကပြောချင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါခုလိုမျိုးsharing လုပ်ပေးပြီးတော့ solution လေးပေါ့နော် solution လို့ပြောလို့မရနိုင်တဲ့solution လေးတစ်ခုကိုပါပြပြပေးသွားတဲ့အတွက်ကိုချင်းမီကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့စိတ်အတွက်တကားပေါက်လေးတစ်ခုဖွင့်ထားပေးပါဆိုတဲ့စကားကိုကျွန်တော်အရန်သဘောကျသွားပြီပေါ့နော်တကယ်သဘောကျသွားပါပြီစိတ်ကိုတကယ်တကားပေါက်လေးတစ်ခုဖွင့်ပေးထားတဲ့နေပေါ့နော်တစ်ဖက်ရဲ့ argument တွေကိုလည်းကိုယ့်အနေနဲ့တိကျနားထောင်ပြီးတော့သူတို့ဟာရောမှန်လားပေါ့နော်တစ်ခါတလေမှာတစ်ဖက်လူကိုကညင်ရမယ်ဆိုရင်လည်းသူတို့ထဲမှာလည်းမှန်တာပါနေနိုင်တယ်ပေါ့နော်ဆိုတော့ဟုတ်ပါတယ်ကိုကျင်မိရဲ့စကားကိုကျွန်တော်ဒီနေ့တကယ်သဘောကျသွားစိတ်ရဲ့တကားပေါက်လေးတစ်ခုကိုဒီဘေတာတွေအနေနဲ့ဒီဘေပြိုင်နေရင်မှာစိတ်တကားပေါက်လေးတစ်ခုဖွင့်ထားနိုင်ကြပါစေဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီနေ့ podcast လေးကတော့ဒီ debate ပြိုင်ပွဲတွေမှာတွေ့လေထွေးထားရှိတယ်တဖြည်းဖြည်းနဲ့ဒီစိတ်ရဲ့ dark side လို့ပြောရမလို့ပဲပေါ့နော်ဆိုးရလာတဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ focus လုပ်ပြီးတော့တတိပညာ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်အခုကြည့်နေတဲ့ debater ပဲဖြစ်ဖြစ်ဒါမှမဟုတ်အပြင်ကပရိသတ်ကြီးတို့ပဲဖြစ်ဖြစ် debate ပြိုင်တာဆိုးကျိုးလေးရှိသလိုကောင်းကျိုးလေးရှိနေတဲ့အခါမှာဆိုးကျိုးနဲ့ကောင်းကျိုးဘယ်ဟာတွေများပုံများသလဲပေါ့ဒါဆို debate ပြိုင်တာဆိုးလားကောင်းလားဆိုတာကိုလည်းကျွန်တော်တို့ကိုတစ်ချက်ဖြေပေးခဲ့ကြပါအောင်နော်ဒါဆိုလို့ရှိရင်တော့debater တို့အနေနဲ့ပညာရှိသတိဖြစ်မြဲဆိုတဲ့အတိုင်းပဲနောက် debate competitions တွေရောက်လို့ရှိရင် debater ဆိုတဲ့တကယ်စိတ်ထားအပြေအဝနဲ့ ethic ရှိတဲ့ debater တွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်တို့ရဲ့ podcast ကိုဒီနေရာမှာအဆုံးသတ်လိုက်ချင်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေ